တီကိုစိတ်နေအောင်ဒီလိုလေးတွေဖျဲသီးစားပြီးမပြစ်တော့မပြစ်တော့ပဲနဲ့ကဲခဏလေးဆိုရင်ဒါကကြားနဲ့ဒါကအစလေးနဲ့အမရအစီလေးပတ်ပြင်းရောလေဟုတ်လားဟိုမရမှာဆိုလို့ပေါ့